ကဘာပေါ်မှာအချစ်ဆုံးတငယ်ချင်းတွေဆိုတာဘယ်သူတွေလဲသိလားအခုမြင်နေရတဲ့ဒီမီယာကက်လေးတွေပါပဲဒါပေမဲ့ဒီထဲမှာထူးဆန်းတဲ့အဖွဲ့ဝင်အသစ်တစ်ယောက်ပါနေပါတယ်သူကတော့တခြားမဟုတ်ပါဘူးသတင်းထောက်လုပ်ဖို့လွတ်ထားတဲ့သူရှုမီယာကက်ရုပ်တုလေးပါသူတို့တွေကြားထဲမှာဘလို့တွေတောင်ရင်းနှီးပြီးတယောက်နဲ့တယောက်ကာကွယ်ပေးကြလဲဆိုတာအခုကြည့်လိုက်ရအောင်ဒီသူရှိုးလေးဟာသူတို့ထက်အရွယ်စားနည်းနည်းကြီးနေလို့မီယာကက်လေးတွေကအစပိုင်းမှာတော့ဝိုင်းစစ်ဆေးကြတာပေါ့ဒါပေမဲ့စိတ်မပူပါနဲ့သူစီမှာသူတို့အုပ်စုရဲ့အနံ့ကိုထည့်ပေးထားလို့သူတို့အဖွဲ့ဝင်တယောက်လိုပဲလက်ခံလိုက်ကြပါတယ်မီယာကက်တွေရဲ့ဘဝကထင်သလောက်မလွယ်ဘူးပြအထူးသဖြင့်ကင်းဆောင်ရတဲ့သူဟာရန်သူတွေအတွက်ပြစ်မှတ်ဖြစ်နေတတ်ပေမဲ့အုပ်စုတွေကကလေးလေးတွေကိုကာကွယ်ဖို့ဆိုရင်သူတို့ဟာအသက်ကိုပဓာနမထားပဲအမြင့်ဆုံးနေရာကိုတက်ပြီးကင်းဆောင်တတ်ကြပါတယ်အခုတော့သူတို့ရဲ့ဆွန့်လွတ်စွန့်စားမှုကိုစမ်းသပ်မဲ့အချိန်ရောက်လာပါပြီတောတွင်းရဲ့အနေရရှိဆုံးမွေးဟောက်တကောင်ရောက်လာလို့ပါဒါပေမဲ့ဒါကတကယ်မွေတော့မဟုတ်ပါဘူးမြုပ်ကွက်အနေနဲ့ထည့်ထားတဲ့သူရှုမွေးဟောက်ပါအဲ့ဒီအချိန်မှာမီယာကက်တကောင်ကသူ့တက်ကိုငှက်မနေပဲကလေးတွေအတွက်ဒီမွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပါတော့တယ်မွေကိုနှောက်ယှက်ပြီးမောင်းထုတ်ဖို့စူးစမ်းပေမဲ့မွေကတုတ်တုံမှမလုပ်တော့အဖော်တွေကိုအကူညီလန်းခေါ်လိုက်ရတယ်ခဏနေတော့မီယာကက်တက်မတော်ကြီးရောက်လာပြီးမွေကိုဝိုင်းတိုက်ကြပါပြီတကယ်မွေဆိုရင်တော့လူအင်အားမီယာကက်အင်အားတုံပြီးတိုက်တဲ့အခါမောပြီးထွက်ပြေးသွားမှာပါဒါပေမဲ့ဒီမွေကထူးဆန်းနေတဲ့မီယာကက်တကောင်ကရိပ်မိသွားပြီးဒါငါတို့ကိုပြန်မကိုက်တဲ့အယုတ်ကြီးပါလားဆိုတာသိသွားတဲ့အခါမှာတော့အနေရမရှိဘူးဆိုတာတေချာသွားတဲ့အခါမှာတော့သူတို့ရဲ့ဝါသနာအတိုင်းတငယ်ချင်းတွေစုပြီးအေးအေးဆေးဆေးအနားယူကြပါတော့တယ်တကယ်ကိုချစ်စရာကောင်းပြီးစီးလုံးတဲ့တတဝါလေးတွေပါပဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့တော်ရိုင်းတလိဆန်အကြောင်းအရာလေးတွေကိုသိချင်ရင်တော့အကောင့်လေးကိုဖော်လို့နှိပ်ထားဖို့မမေ့ပါနဲ့နော်